Valentine's Day ကိုဘာလို့ကျင်လဲ လူကျင်တာဝယ်ရမလားလိုအပ်တာဝယ်ရမလားမသိတော့အဲ့ဒါနဲ့ကလေးလေးတဲ့နံပါတ်7တစ်ကမင်းကိုဘာပေးရင်ကောင်းလဲသူလူကျင်တာအရင်မေးရမလား Đúng chưa? Của nó đang cùng gì để chị အော်ဟုတ်ကဲ့ကြည့်လိုက်နော်မြင်ကြည့်လိုက်ဘယ်တိုင်းလေးအမလေးတော့တိတ်မဆိုင်ကျမတို့နဲ့ပူဆိုင် ဆိုင်ရင်လည်းဆိုင်သွားမှာပေါ့အေးရပါတယ်ငါသားလေးတို့အေးမြတဲ့မြေတာရရင်ရပါ အေးမြတဲ့မြစ်တာဆိုရင်တော့ကျမတို့စီကမယူနဲ့နောက်ကအဲကူလာကြီးပဲတည်သွားလိုက်တော့အမ အဲ့ဒါ ဖတ် လို ပြီး ကျွန် နေ တော် လိုက် စကားဖော်နေတာပေါ့ နောက်ထဲမှာသူဘာလို့ကျင်လဲဆိုတာသိပြီးသား အဲ့ဒါလိုကျွန်တော်စကားဖော်နေတာတုံမရဒီမှာအေးအေးလေးအိတ်ချင်လို့ မေး alpha မိုက်တယ်နော် service ကတော့အပြည့်ပဲထိုင်နေပဲအဲ Chị thuốc phòng ဟုတ်ကဲ့ပါ အဲ့လိုလို့အေးတာ အဲကူလာလို့ကျွန်တော်လည်းဒီ Valentine promotion ထဲမှာပါတယ်မှန်လား Bao này အဲကူလာနဲ့ဒီ smart watch ကိုပေါင်းဝင်ရမှာ Người bao ဝယ် ngoài ရင် 5% discount ရမယ်အဲ့ဒါအပြင်မှာမေးကို smart watch တစ်လုံးထပ်ပေးမှာသူတက်သေးရှိရနော်အမပြီးမှကျမကိုမငင်းနဲ့နော်ဒီအဲကူလာမေးလို့ချင်တာသိကြပြီလား ဒေတာ smart watch လေးပါတွဲပြီးဝယ်လိုက်မယ်နော်လိုအပ်တယ်လေသမီးမှာနိုင်မှမရှိတာအဲ့ဒါဆိုလို့ရှိရင်သမီးတို့ကဒီမှာအနောက်တစ်ခုရမယ်မီးသားနဲ့သမီးနဲ့ကပ်ပဲလေ ဟာမင်းကလပ်ပတ်ချင်တာပေါ့ညီရ အော်အမကလေအမမှာကပ်ပဲမရှိဘူးလေမရှိဘူးဆိုအမရှိတာကိုရှာလိုက် ဟောရှိတယ် ဘာလို့လဲ တိုင်းရမော်ဖုန်းထားလိုက်တာလေညီရ ဟဲ့အမတော့ဆက် ပေးလိုက်မှာသူ့တလုံးပေးလိုက်မှာ ဆိုင်ရင်ကတအားဝေးသေးတယ်အရင်ဆုံးမေးကြည့်လိုက်40လုံးရှိတယ်မောင်လေးတို့မမနဲ့ smart watch လေးအတူတူပတ်ချင်တာလို့မေးကြည့်လိုက် Đó mà sao mà chị bị ra vậy? ဟဲ့ ငါကြီးပဲမြင်းထိုင်နေတာကျောက်ကပြစ်ပယ်တာဖြစ်နေတာပဲတော့ဆိုင်ရင်ဝဝသွားတယ် စိတ်ဆိုးရင်မောင်လေးတော့ Thì xin số quả này, em cũng lại cho nó xin vào, em cũng lại cho xin ra vào. Thì có nó sẽ gì nó sẽ đi ra sang mà thì có thì cái là lý sẽ đi ra sang mà. Thì có rồi nó đi bên và ác hàng con này đi thằng thì có cho xe này đi thằng mà. ဟောအဲ့လိုခုနနိုင်လောက်ခံ Ok. Ama cái nó phụ don't don't do 3 year mà đi bị ra vậy. ဒါမှအခန်းထဲမှာနာတော့ဒီအသေးလောက်ပဲ Thì tí cái đủ. ဒါလေးလည်းချက်ချက်ချက် မပစ္စည်းကိုချစ်စရာဝင် ဟောတေးလေးကိုချက်ပြ မတိတ်တိတ်လေးနဲ့ချစ်စရာတောင်းမှမရှိတယ်အပါမဆော့ရ Số lui ra vậy vậy. Tiêu cái số à vậy. အဝယ်ရတယောက်ပဲဆော့ကျမဝယ်တာဆိုတော့ကျမဆော့လိုက်မယ်မ မင်းလို့ထောက်တယ်လေ အော် Cái thằng cái thằng này biểu lại sẽ lưu cả này. Nó đi đâu số lui ra vậy. အော် อ๋อလိုက်ရင်ချက်လုံးမှာပေါ့ နိုင်ရှင်တို့အမနိုင်ရင်ရှင်ကိုရမ်းကြိုက်တယ် ကြိုက်တယ်ပါအများကြီးရောက်တယ် တရားကိုနီးလိုက်ရလက်နဲ့ပဲဖမ်းရမှာလက်နဲ့ဖမ်းဖို့တော့မလွယ်ဘူးဒါပေမဲ့ဒီထဲမှာအချိန်ရတယ်သူကစက္ကန့်30ထဲမှာဖမ်းပြီးဒီစက်ကူတွေရလာမယ်ရလာလို့ရှိရင်ဒီစက်ကူတွေထဲမှာဒီလိုမျိုးအသေးပုံလေးတွေ6ခုပြည့်တယ်ဆိုလို့ရှိရင်မင်း3000 discount ရမယ်5ခု6ခုကြည့်မနေတော့အမလေး sorry ပဲ6ခု3000ပဲ sorry ပဲရှင်တော့စိတ်ညစ်တယ်စိတ်မလွေ့နေပိုက်တယ် ငါးခုလေကွာအသေးတစ်ခုဘယ်သူဖြည့်ပေးမှမသိပါ ရ5ခုဆိုကီးချင်းလေးရမှာ Cái chuyện này mà. ဟုတ်ဘာနေနေမင်းရ ဒီချိန်နဲ့လည်းကျင်းနေ ပျော်လဲပျော်ရတယ် ကျင်းနေတယ်တွား page မှာလေးတွေးလိုက်တာလေ alphabet လေး by one go one ဆိုတဲ့ဟာလေးအဲ့ဒါလေးကြည့်ချင် Đã đi vào nha. ဟုတ် ဒါရီကဒီငွေရင်းပေးရတော့သူကသိန်းနဲ့900ပါဗျာ။သူရှင်ရောက်ဝယ်မယ်ဆိုရင်နှစ်ခိုးမှသိန်းလေးတောင်းမှကြပါမယ် ဩအတူတူပါပဲ ။ဟုတ်ပါ by one go one ထက်နည်းနည်းလေးပဲပို့သွားတယ်အဲ့တခုပဲတူတူလက်ဆောင်လည်းတူတူပဲအဲ့ဒါ Valentine လေးနေ့14ထိပဲရတာ ။ ပေါ့ ဟုတ်ပါတယ်ခင်ဗျ အဲ့ဒါဒီဟာလေးယူမယ် ။ Okay ဒီဟာကလေခုနကတော့လေဒီမုံလို့ဟိုအဲကူလာဝယ်တဲ့အထဲမှာလက်ဆောင်ရတဲ့ဟာလေးဟုတ်တယ်နော် ဟုတ်ပါတယ်ခင်ဗျ ဒီဟာကရောဒီမုံလို့ခုနဝယ်တဲ့ဟာလိုမျိုးလေး by one go one လိုမျိုးရှိလား ။ရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့။ဒီကောင်တစ်လုံးနဲ့ဝယ်မယ်ဈေးလေးက2သိန်းနဲ့2000မှာကြပါ အော် တယ် ဟုတ် ။ခုနှလုံးတွဲဝယ်မယ်3သိန်းနဲ့900မှာကြပါခင်ဗျ ဩ3သိန်းနဲ့ကတော့တသိန်းကျော်လောက်တက်တာလား ။သိန်းကျော်တော့ပါဗျာ အဲ့ဆိုတော့ဒီ Valentine မှာဒီလိုကပ်ပယ်လေးတွေလို့ပြောရတယ်။ကပ်ပယ်မဟုတ်ဘဲနဲ့ဒီလိုမျိုးတစ်ခုချင်းစီဆိုရင်လည်း discount ရှိ ။ တယ် discount ကို20%ချော်ရ ။အော်20%ဒီလိုတစ်လုံးချင်းစီဝယ်မယ်ဆိုရင်လည်း20%ရှိတယ်။အဲ့တော့လေဒီလို watch လေးတွေပေးခြင်းနဲ့ Alpha မှာ promotion တွေရှိတယ်။ promotion တွေကတယောက်တည်းကောင်မလေးကိုဝယ်ပေးခြင်းနဲ့ကောင်လေးကိုဝယ်ပေးခြင်းနဲ့ဆိုလည်းရတယ်။ဒါမှမဟုတ်ဒီလိုမျိုးကပ်ပယ်လေးကိုဝယ်လို့လည်းရတယ်ပေါ့နော်။အဲ့တော့ရှိတယ်နော်အများကြီးစဉ်းစားနေ February 14ရက်မကြခင်လာတော့မှအဲ့ဒီမနေ့မှတောင်ချဆိုင်ပြီးစဉ်းစားနေမယ်ဆိုရံပွဲနှောက်ချိန်ပလေးနေရမယ်နော်ကျမယောက်ျားကိုပဲကြည့်ဘယ်လောက်တောင်မှကြိုတင်ပြင်ဆင်လဲဆိုတာသိဖို့ပြောပြလိုက်နေ ။ဘာပေးလိုက်ဝယ်ပေးလိုက် ဟုတ်တယ် ။မဟုတ်ရင် တင်ပေးလိုက်တယ်တူတူလို့ပြောမှရမယ်နော်ကလေးလေးတို့ဝယ်တာအခု6သိန်းမို့ပေးမှာလားသူက2သိန်းမို့ပေးလို့ရှိရင်ကူပွန်ပေးရကွာကူပွန်ကကြတော့ဘာလဲဆိုတော့ဒီ Valentine နေ့မှာ14ရက်နေ့မှာပဲချက်ချင်းဖောက်ပေးမှာ14ရက်နေ့မှာစီရိုးနာမှာညစာစားတယ်နော်200ဘယ်လောက်မိုက်တာလဲနော်ဘာမှမပြောဘူးအမရဲ့သူများတူတူပြောတယ်ဆိုရင်မကြားစီခြင်းလို့အော်ဒုက္ခပဲဒီအမ
စီရိုနာမှာနဲ့ညစာစားဝင်နဲ့ အကျုပ်တို့ကမောဒီက ဒီညစာစားဝင်ပေါင်တော့ကျမတို့သွားမယ်နော်သူက3စုလောက်ပေးပါစီရိုနာမှာညစာစားဝင်နောက်ထပ်2စုရှိသေးတယ် Alpha Watch နောက်ထပ်2လုံးပေးပါအဲ့ဒီ2လုံးအမရအောင်ထူလိုက်နော်ကျမတို့2ယောက်ကတော့ညစာစားမှာ ဒီလိုကလည်းကပဲမဟုတ်တာအားမျက်နှာငယ်တာပဲ ဟုတ်တယ်လေအမအဲ့ဒါကိုရှာလို့ပြောတယ်လေ Valentine's Day မှာchicken နဲ့မျိုးလက်ဆောင်မျိုးစဉ်းစားနေတယ်ဆိုလို့ရှိရင် Alpha Electronic ရှိပါတယ် showroom အနေနဲ့ကတော့ The Central မှာရှိနေပါတယ်เนาะ The Central မှာနှစ်ထပ်တာပါเนาะကြိုက်တာကြည့်เนาะ promotion တွေလည်းအများကြီးရှိတယ်ပြပြလိုက်မှဘာတွေရခဲ့လဲဆိုတာ ဗလန်နိုင်ဒေးအတွက်ရခဲ့တာ ဟုတ်တယ်เนาะချစ်တဲ့ခင်တဲ့လူတွေကိုလက်ဆောင်တွေပေးနေတယ်ဆိုရင် Alpha ရှိပါတယ်เนาะ bye bye လို့ ဘိုင်ဘိုင်